င်္ဂလာပါရှင်ကကရီရဲ့ estate ကနေဒီတစ်ပတ်မှာလည်းနေရာကောင်းစေးတန်နဲ့ရှာပါအယောင်အိမ်ချမ်းမြေအယောင်တွေကိုစိတ်ကြိုက်ရွေးချယ်နိုင်မှုအတွက်မြောက်တကုံကလုံချင်းအိမ်ရင်းနှီးမြှုပ်နှံမှုတင်တော်တဲ့သင်ငန်းကျွန်းကမြေတိတန့်အကွက်နဲ့တောင်းကလာမှာရှိတဲ့မီနီကွန်ဒိုအခန်းတွေကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါရှင်မင်္ဂလာပါရှင် property ဒီဆိုတော့ဝီရဲ့ပထမပိုင်းမှာမီနီကွန်ဒိုရှာနေတဲ့သူတွေအတွက်ဗန်ချင်းနဲ့လည်းရမယ်အခန်းလေးကိုမိတ်ဆက်ပေးခြင်းပါရှင်ဒီကွန်ဒိုဟာဆိုရင်တောင်းကလာပါမြို့နယ် VIM 6ရက်ကွယ်အင်းဝလမ်းမပေါ်မှာရှိပါရဲ့ရှင်ဝီဇနီယာမိန်လမ်းမကြီးနဲ့နီးပြီးတစ္ဆာလမ်းမကြီးနဲ့လည်းကြောကက်အနေထားမှာရှိတာဆိုတော့တွားရေးလာရေးရလည်းအရင်အဆင်ပြေပါရဲ့ရှင်ဒီအခန်းက6လမှာရှိပြီးတော့24နာရီ list ပါဝင်ပါရဲ့ရှင်အခန်းကျယ်က18ပေ54ပေကျယ်ဝန်းပါတယ်ရှင်အိတ်ခန်းအနေနဲ့ master bedroom တစ်ခန်း single bedroom တစ်ခန်းပါဝင်ပြီးအိတ်ခန်းတိုင်းမှာအေကွန်တွေချင်းလုံးစကားနဲ့တန်ပန်းတွေကိုပါတက်ဆင်ပေးထားပါတယ်ရှင်တစ်ခန်းလုံးကို luxury ဆန်ဆန်အဆင်ပြေ fully furnished ပြင်ဆင်ပေးထားတာမို့လို့အတက်တက်နေုံပါပဲရှင်ဒီအခန်းလေးရဲ့ရောင်းဈေးကတော့3900ညှိနှိုင်းမဲ့ဖြစ်ပါရဲ့ရှင် property ဒီဆော့တဲ့ဝီရဲ့ဒုတိယပိုင်းမှာတော့နေရာလေးကောင်းအကွက်ကွင်းလန်းကောင်းဝင်ပြီးရင်းနှီးမြှုပ်နှံဖို့အတွက်အလားအလာကောင်းတဲ့မြေကွက်ကျယ်ကြီးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါရဲ့ရှင်အခုရောက်ရှိနေတဲ့နေရာကတော့သင်ငန်းကျွန်းမြို့နယ်ဗရောင်းမြိုင်လန်း VIM 3မှာပဲဖြစ်ပါတယ်ရှင်အကျယ်ကတော့63ပေ85ပေကျယ်ဝန်းနဲ့မြေတိတက်အကွက်လေးပဲဖြစ်ပါရဲ့ရှင်ခရမ်းအမည်ပေါ်ခိုင်မာမှုရှိရာကြောင့်ပိုင်ဆိုင်မှုအတွက်လည်းစိတ်အေးရသလိုလက်လာပါကောင်းတဲ့ချမ်းမတ်ပေါင်းချင်းခုနှစ်ထွက်တဲ့မြေကွက်ကောင်းတစ်ခုဆိုလဲမမားပါဘူးဒါကြောင့်ကိုမိသားစုအတွက်ပဲအင်ကြီးအိမ်ကောင်းဆောင်မလားရင်းနှီးမြှုပ်နှံဖို့အတွက်ပဲဝယ်ယူမလားအကွက်ကွင်းနဲ့ဒီနေရာအရကြည့်မယ်ဆိုရင်လည်းအရန်တန်တဲ့အကွက်ပါပဲရှင်ခေါ်စီကတော့3900ဖြစ်ပြီးရောစိတ်ဝင်စားရဲဆိုရင်တော့ပိုင်ရှင်သားရိုင်းညှိနှိုင်းပေးသွားအောင်ပါနော် property ဒီဆော့တဲ့ဝီရဲ့နောက်ဆုံးပိုင်းမှာမြောက်တကုံရဲ့အချက်ချကြတဲ့နေရာကောင်းမှာရှိတဲ့လုံချင်းအိမ်တစ်လုံးနဲ့မိတ်ဆက်ပေးပါစီရှင်မြောက်တကုံမြို့နယ်ရေစက်တရက်ကွယ်ခန်းတော်လမ်းမှာရှိပြီးဦးဝိစာရလမ်းမကြီးကြောကတ်တပိတ်ရွှေထီးလမ်းမကြီးကနေလည်းဒေပဝင်ရုံပဲဆိုတော့သွားလာရတာအရင်ဆင်ပြေပါရှင်ပေ40-60ကျဲဝန်းတဲ့ခြံပေါ်မှာအခုလိုမျိုးနှစ်ထပ်အာစီကိုစောက်လုပ်ထားပါရှင်ရေမီပေါက်ဆိုတော့ပိုင်ဆိုင်မှုကလည်းခိုင်မာပါရှင်ဒီရင်အာသာချက်ကတော့အတင်းလက်တင်နေထိုင်လို့ရအောင်လို့ပစ္စည်းကောင်းတွေကြီးကိုပဲထပ်သွင်းပေးထားတာပဲဖြစ်ပါရှင်အောက်ထပ်မှာဆိုရင် master bedroom တစ်ခန်းအပေါ်ထပ်မှာဆိုရင် master bedroom နှစ်ခန်းပါရှိပါရှင်အပေါ်ထပ်မှာဆိုရင်လည်းရုံခန်းပဲလုပ်မလားအိတ်ခန်းပဲလုပ်မလားအခုလိုမျိုးအခန်းကျတစ်ခန်းပါဝင်ပါသေးရဲ့ရှင်ဒီရင်ကြီးရဲ့အယောင်စိမ်းနှုန်းကတော့4100ညှိနှိုင်းမဲ့ဖြစ်ပါရှင်ကြည့်ရှုခဲ့တဲ့အိမ်ချမ်းမြေအယောင်တွေကနေလူကြီးမင်းတို့စိတ်ဝင်စားတဲ့အိမ်ချမ်းမြေရှိနေပြီဆိုရင်တော့အသေးစိတ်ကိုဆက်သွယ်မေးမြန်းချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လူကိုယ်တိုင်လိုက်ကြည့်ချင်တာပဲဖြစ်ဖြစ်ကကီရီရဲ့ estate ကိုအောက်ပါအတိုင်းဆက်သွယ်နိုင်ပါရှင်